္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်း၅ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့အင်ဒိုနီးရှားနိုင်ငံဂျကာတာ၌ကျောင်းတစ်ကျောင်းရှိဗလီတွင်ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက်လူပေါင်း54ဦးအနည်းဆုံးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ရဲတပ်ဖွဲ့ဝင်များကတော့ပောက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းများကိုရှာဖွေဖော်ထုတ်နေကြပါပြီရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ရုရှားနိုင်ငံဘက်ကခုကဲကဲ့သို့သောအွန်လိုင်းရှာဖွေအင်ဂျင်များနဲ့ပတ်သက်တဲ့ပထမအဆုံးသောပြည်သူလူထုစုံစမ်းစစ်ဆေးမှုကြီးပြုလုပ်တော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အနေများသောအကြောင်းအရာများသို့မဟုတ်အစိုးရဝါဒများပြသမှုရှိမရှိစစ်ဆေးမှာဖြစ်ပြီးရုရှားအစိုးရကအင်တာနက်နဲ့ပတ်သက်ပြီးပုံမတင်းတင်းကြပ်ကြပ်ထိန်းချုပ်တော်မူဖြစ်ကြောင်းပေါ်လင်လျက်ရှိနေပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်နိုင်ငံဒုသမ္မတကဥရောပနိုင်ငံများသို့တွားရောက်ပြီးဥရောပပါလီမန်တွင်မိန့်ခွန်းပြောကြားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထို့အဖြစ်အပျက်ဟာဖြစ်ပွားလေးမရှိတော့ညလည်းပဲဥရောပနိုင်ငံများနဲ့ထိုင်ဝမ်နိုင်ငံတို့ကြားဆက်ဆံရေးပုံမခိုင်မာစေရန်ထိုင်ဝမ်နိုင်ငံဘက်ကစ조사လျက်ရှိကြောင်းပေါ်လင်လို့နေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အစားပိုင်းချန်ကခါစာတို့ငိမ့်ချရေးစစ်တပ်များဆေလွတ်မီမဟုတ်ကြောင်းပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ခါစာတွင်ပဋိပက္ခများလုံးဝချုပ်ငြိမ်းသွားမှတလျင်စစ်တပ်များပေးပို့မည်ဖြစ်ကြောင်းပြောကြားလိုက်တာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဆူဒန်နိုင်ငံရှိလမ်းသွယ်လေးတစ်ခုတွင်အရက်သားပြည်သူပေါင်း50မှ60ဦးအထိသေဆုံးခဲ့ရကြောင်းထိုအဖြစ်အပျက်အားမြင်တွေ့ခဲ့သူမှပြန်လည်ပြောကြားခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်လက်နက်ကိုင်စစ်အုပ်စုများမှမကြသေးမီကတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အတွက်ယခုလိုသေဆုံးခဲ့ရတာပဲဖြစ်ပါတယ်ရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်